အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Weekend Warrior ရဲ့ဒါစီးရီးပွဲစဉ်တွေကိုဒါတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်ဒါဒီနေ့စနေနေ့ညရဲ့အစောပိုင်းပွဲမှာစီးရီးရဲ့စိတ်ဝင်စားစရာကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ကိုမိုနဲ့လက်ချီပွဲစဉ်ရှိနေပါတယ်ဒီပွဲစဉ်ကိုကျွန်တော် Weekend Warrior ရဲ့ညီကိုတွေကနေပြီးတော့တင်ဆက်ပေးတော့မှာပါကျွန်တော်တို့တေချာစဉ်းစားကြည့်လိုက်တယ်ကိုမိုကဒီပွဲမှာနီကိုပတ်စ်တောင်ဖယ်ထားတယ်ဆိုတော့သူတို့အင်တာပွဲအတွက်ကိုတေချာကြိတ်မဲ့သဘောရှိတယ်ဟုတ်ကဲ့အဲ့ဒါလေးရှိတယ်ဗျနောက်ပြီးတော့ကိုမိုရဲ့အရန်စင်းကလည်းလက်ချီတဲ့ပိုပြင်းတယ်ကျွန်တော်တို့ဒီတစ်ခါဂျူဗီနောင်နိုင်ထားသေးတာပဲဘာကြောင့်လက်ချီကိုမနိုင်ရမှာလဲပေါ့နော်နိုင်ရင်တော့ကိုတော့ပြန်မပေးရဘူးတင်တယ်ကျွန်တော်ထင်တယ်2စီးလောက်နဲ့များနိုင်မလားဒါတော့ကျွန်တော်ကိုမိုဘက်ကိုပို့ပြီးတော့ယုံကြည်မိတဲ့အတွက်ထပ်ပြီးအင်ရှင်ဖြစ်တဲ့ကိုမိုပဲကျွန်တော်ယူထားပါတယ်โอเคကိုထွန်းကတော့ကိုမိုကိုတီးကအဲ့တော့လက်ချီတွက်ကတော့ဒါလက်ရှိတွေ့ရတဲ့အချိန်မှာလုံးဝကိုကျွန်တော်တို့ဟိုစဉ်းစားလို့မရနိုင်တဲ့အချိန်တခုကိုကျွန်တော်ရှိပါတယ်သို့တော့ကျွန်တော်တို့ဝါရီယာတဲ့သတ်မှတ်ထားတဲ့အချိန်တွေကခုနကဘယ်လိုပေါ့စကိုလိုင်းကလည်းစကိုလိုင်းကလည်းနည်းနည်းလေးဒူးရဖြစ်ဟုတ်တယ်နှစ်ဂိုးလောက်သွားမှသာလင်ကျွန်တော်တို့မှာဝါရီယာထဲမှာရွေးချယ်တဲ့သူကအဆင်ပြေမှာဆိုတော့ကျွန်တော်အနေနဲ့ကတော့ဟုတ်တယ်နိုင်သွားလိမ့်မယ်ဒါပေမဲ့ဟိုချင်းမြောင်းတဲ့ရက်လက်တွေဒါမှမဟုတ်3-2တို့2-1တို့လိုပုံစံမျိုးများမဖြစ်လာနိုင်ဘူးလားကျွန်တော်ကဒီပွဲမှာလက်ချီပါပြီโอเคပါအဲ့တော့ဒါတစ်ဖက်တစ်ယောက်စီတော့ဖြစ်နေပြီကျွန်တော်လည်းဒီမှာကိုတီးရနဲ့တူပါတယ်လက်ချီပဲကျွန်တော်လည်းရွေးပါတယ်ဘာလို့လဲဆိုတော့ဂျူဗီနဲ့ကွင်းမှာလည်းလက်ချီက1-1ဟုတ်ကဲ့အင်တာမီလန်ကိုလည်း1-0ပဲရှုံးတယ် AC မီလန်ကိုလည်း1-0ပဲရှုံးတယ်ရှုံးခဲ့ရင်တော့မှဒီမှာအသင်းကြီးတွေထပ်ပြီးကိုမိုရှုံးခဲ့ရင်တော့မှလည်းနှလုံးပြတ်တော့မဖြစ်တော့ဘူးလို့ထင်တယ်1-2-1ပေါ့နော်ကျွန်တော်တို့ဒီကိုမိုနိုင်သွားနိုင်တယ်လက်ချီဂိုးပြတ်တော့မရှုံးတော့ဘူးလို့ထင်လို့လက်ချီပဲယူပါတယ်အဲ့တော့ဒါကကျွန်တော်တို့ညီကိုတွေပဲရှိသေးတယ်အဲ့တော့နောက်ထပ် Warrior ရဲ့ရွေးချယ်မှုလေးတွေလည်းရှိပါသေးတယ်ကဲညီမလေးအင်တာလီကိုမိုကိုကုန်းစောကိုမိုအားဖြစ်ပြီကြာဒါဆိုရင်ဒါညီမလေးကကိုမိုညီလေးနိုင်လင်းအောင်ကိုမိုညီလေးနိုင်လင်းအောင်ကိုမိုကအဖွဲသားတွေအင်အားများလာပြီကိုဥက္ကမဲလက်ချီပါကဲ3ယောက်4ယောက်4ယောက်3ယောက်4-3ကဲမင်္ဂလာပါကျွန်တော်တို့ Weekend Warrior စီစဉ်ကနေပြန်လည်ကြိုဆိုပါရစေခုတင်ဆက်ပေးမဲ့ပွဲစဉ်ကတော့မိုနာကိုနဲ့ Angers တင်တို့ရဲ့ပြည်သစ်လီဂူပွဲစဉ်ဖြစ်ပါတယ်အဲ့တော့ studio ထဲမှာကျွန်တော်တို့က Weekend Warrior ရဲ့ Warrior တွေဖြစ်တဲ့ဒါကိုထွန်းတို့ကိုတရားတို့လည်းရောက်နေပြီဆိုတော့ကျွန်တော်ဒါဒီနေ့မိုနာကိုနဲ့ Angers တို့ပွဲကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျနောက်ဆုံးဒီပွဲတွေမှာ12ပွဲမှာ12ဂိုးသွင်းထားတဲ့မိုနာကိုဒီနေ့ပွဲစဉ်မှာအိမ်ကွင်းမှာဂိုးမြူပြီးတော့သွားနိုင်တယ်တစ်ဖက်ကလည်း Angers ရဲ့ဂိုးပြန်လာနိုင်တဲ့အခြေအနေရှိတယ်ကျွန်တော်တို့မိုနာကိုပေါ့ကဲကိုတီးရတယောက်ကတော့အေရှင်ဘက်မှာနေသွားပြီဒါကောက်ပါလေမိုနာကိုကလည်းတကယ်ဟိုဒါပြင်သစ်လီဂူကနောက်ပိုင်းမှာသူအမှတ်လဲလူနေရလဲပါတယ်အဲ့တော့ကိုထွန်းရောဒီပွဲမှာအင်ရှင်လားဒါမှမဟုတ် Angers လားအဲ့တော့ဘာဖြစ်ပါကျွန်တော်လည်းထုံးစံအရဆိုရင်တော့အင်ရှင်ပဲပေါ့လေနော်ကျွန်တော်လည်းမိုနာကိုကြိုက်ပါတယ်ကြိုက်တယ်ဆိုတာအရန်ခုံပေါ်မှာ Eclipse တို့ရှိတယ်နောက်ပြီးတော့ Virus တို့ရှိတယ်ဒီလူတိုက်စစ်သမားတွေစုဖွဲ့ထားတဲ့အရန်ခုံပေါ်ကလူစင်းကိုလည်းနည်းနည်းလေးစိတ်ဝင်စားတဲ့အတွက်အင်ရှင်ပဲရွေးပါတယ်ဗျဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ရှေ့မှာလည်းလွှဲထားပြီးပြီဆိုတော့မထူးပါဘူးဧည့်သည်နောက်ကောင်လည်းဆက်လိုက်တယ်လွှဲပေါက်တဲ့နှစ်ဖူးမထူးတော့နည်းနည်းတခါလေးကျတော့ပြောင်းပြန်လိုက်ရတယ်တော့ဖြစ်တယ်အဲ့တော့ Angers မှာပဲရေးဆွတ်ပြီးတော့နေကြည့်လိုက်မယ်ဒါ2-1ပေါ့လေဟုတ် Warrior ရောနောက်ထပ်ဘာတွေရွေးကြအောင်မလဲကျွန်တော်ညီကိုတွေရောဘာတွေရွေးကြအောင်မလဲကြည့်ကြတာပေါ့ညီလေးနိုင်နေအောင်ကိုAngersဒီနိုင်နေအောင် Angers ကိုထုံးစံအတိုင်းမိုနာကိုပါခင်ဗျာအဲ့တော့ညီမလေးအင်တာလီလေးမိုနာကိုကပုံများသွားပြီဒါဆိုရင်တော့ကိုကမင်း Angers ဒါလိုပဲကဲခုနကလည်းဟုတ်ပါတယ်အဲ့တော့မိုနာကိုရဲ့နိုင်ပွဲနဲ့အတူကျွန်တော်တို့ရဲ့ဒါတင်ဆက်မှုတွေတော့ပြည်သက်တွေလည်းရှင်းနိုင်မယ်ထင်ပါတယ်ကျွန်တော်တို့ရဲ့ Weekend Warrior စီစဉ်မနက်ဖြန်မှာပြည်သက်တွေနဲ့ပြန်ဆုံနေပါတယ်ကျွန်တော်တို့ရဲ့အစီအစဉ်လေးကတော့ Weekend Warrior ဖြစ်ပါတယ်ခင်ဗျပြန်ဝဲတိုင်းကိုလေးစားအနိုင်